မင်္ဂလာပါတက္ကသိုလ်ကောလိပ်တောက်အတွက်ပေါ့နော်အရေးကြီးအခက်အခဲတွေမှာတစ်ခုဖြစ်တဲ့ပါတဲ့ဒီကျွန်တော် CVO တွေဆိုအကြောင်းနဲ့ပြောကြည့်မယ်ပေါ့နော်50%လောက်ကဒါအရေးကြီးတဲ့အခက်အခဲတွေမှာပါတယ်ပေါ့နော်ကျန်တဲ့ဟာတွေ ECU interview တွေတခြားပြင်ဆင်ထားမှဒါတကယ်ကိုသွားခြင်းတဲ့တက္ကသိုလ်ကောလိပ်ကိုဝင်နေမှာဖြစ်တယ်ပေါ့နော်ဒါကျွန်တော်ကိုယ်တိုင်ဒီတက္ကသိုလ်ဝင်တဲ့အချိန်မှာရေးခဲ့တဲ့ CVO တွေရှော့ကိုကျွန်တော်တို့ဒါဥမာထားပြီးတော့ပေါ့နော်ကျွန်တော်ဆရာမတွေပြင်ပေးခဲ့တဲ့ဟာတွေကိုဒါပြန်ပြီးတော့ကျွန်တော်ဒီ program တွေပြန်ထည့်ထားပေးတယ်ပေါ့နော်အဲ့လေးကိုတစ်ချက်ကြည့်လိုက်ပေါ့နော်အဲ့တော့ဒုတိယအရေးကြီးဆုံးဟာလို့ပြောလို့ရတယ်ကျွန်တော်တို့ဒီ CVO တွေရှော့ကိုဒီသင်ခန်းစာလို့ပြောမှာဒီဗီဒီယိုမှာကျွန်တော်တို့တေချာလေးသုံးသက်ပြီးတော့လေ့လာကြည့်ပြီးတော့ခွဲခြမ်းစိတ်ထားကြည့်မယ်ပေါ့နော်အဲ့တော့ကျွန်တော်ဘေကိုယ်တိုင်ကလည်းကျွန်တော် KH ဖြစ်တယ်အဲ့ဒီ KH ဖြစ်တဲ့ဟာကိုကျွန်တော်အခုကားလေးဖြစ်တယ်ကျွန်တော်အားကြတယ်ပေါ့ဗျာဘာလဲဆိုတော့ဒီမှာ戦略的な思考を持つလို့ဒီမှာရေးထားတယ်ကျွန်တော်အဲ့ဒီအချက်ကိုကျွန်တော်ထည့်ပြီးတော့အဓိကရေးရတဲ့ချက်ကဒါဟိုတချို့ဒါပေါ့နော်ဒါကြည့်ရတဲ့တွေဒါအမှတ်တမဲ့ထည့်လိုက်မှာပေါ့နော်ဘာလို့ဟိုဒီဟာမျိုးတွေကိုဒါကြော်သွားနိုင်တယ်ဖတ်တဲ့ချိန်မှာဒါကြော်သွားနိုင်တယ်တကယ်တော့ဒီဥစ္စာကအရေးကြီးတယ်ဘာလို့အရေးကြီးလဲဆိုတော့ကျွန်တော်တို့မှာရှိတယ်ကျွန်တော် idea ဆိုရင်ဘယ်လိုပြောမလဲ idea type ဘယ်လိုပြောမှာမလဲကျွန်တော်တို့ဖြစ်ရှင်တဲ့ဒီအရာဆိုတာရှိတယ်အဲ့ဒါကိုကျွန်တော်ထည့်ရေးဖို့လုပ်တယ်ဥပမာကျွန်တော် KH ဖြစ်နေတာတော့မှန်တယ်ပေါ့နော်ကျွန်တော်ဒါကုတ်တယ်ကျွန်တော် KH တယောက်ဖြစ်ရှင်တယ်ဒါပေ